ကိုရေမွေးဖြန်းတဲ့အခါမှာတစ်ခုနဲ့တစ်ခုဘာလို့အနံ့ကြာရှည်ခံခြင်းမတူတာလဲဆိုတာသိကြလားမသိရင်ဒီနေ့လာပြောပြမယ်ပုံမှန်ကိုရေမွေးဝယ်လို့ရှိရင်ကိုကြိုက်တဲ့အနံ့တွေပဲရွေးဝယ်ကြတယ်မလားဒါပေမဲ့ဒီဘူးရှိမှာတော့မဟုတ်ဘေးနားမှာရေးထားတဲ့စလုံးတွေတတိထားမိလားဘာတွေရှိလဲဆိုတော့ perfume outer perfume outer toilet ဆိုပြီးတော့မှ၃မျိုးရှိတယ် perfume ကဘာလဲဆိုတော့ဘာမှရောနှောထားခြင်းမရှိသေးတဲ့ရေမွေးအစီအနစ်စစ်ပေါ့နော်20ကနေ 30% အထိပါတယ်အဲ့တော့ဖျက်လိုက်လို့ရှိရင်သူ့အနံ့ကြာရှည်ခံမှု8နာရီကနေ12နာရီကြားရှိတယ်ပေါ့နော်တချို့ရေမွေးတွေဆိုရင်ဖျက်လိုက်တာနဲ့ရေချိုးလည်းမပြတ်ဘူးနေ့ရက်3ရက်လည်းမပြတ်ဘူးအဲ့ရေမွေးတွေက perfume လို့ရေးထားတယ်နောက်တစ်ခုကကြတော့ outer perfume သူကကြတော့ရေမွေးအနစ်ပါဝင်မှုနှုန်း15ကနေ20%ပေါ့နော်အဲ့တော့ဖျန်းလိုက်လို့ရှိရင်သူ့အမွေးကကိုယ်ခန္ဓာကိုယ်ပေါ်မှာ6နာရီကနေ8နာရီကြားထိခံတယ်ပေါ့နော်ပြီးတော့နောက်ဆုံးတစ်ခု outer toilet သူကကြတော့ရေမွေးပါဝင်မှုနှုန်း9ကနေ15%အထိပဲပေါ့နော်အဲ့တော့ပုတ်ပုတ်ပပလေးအနက်အကြာကြီးခံတာကိုမကြိုက်တဲ့လူတွေအတွက်ပေါ့3နာရီကနေ9နာရီအတွင်းပဲခံမယ်ပေါ့နော်ပြီးရင်သူ့နံကပျောက်သွားပြီရေမွေးအကြောင်းလဲပြောပြီဆိုတော့အခုတလုံးအောင်စမ်းသုံးကြည့်လို့အရန်ကြိုက်တဲ့ဒီစန်ဒီရေမွေးလေးနဲ့လာမိတ်ဆက်ပေးမယ်ယောက်ျားလေးအတွက်ကောမိန်းကလေးအတွက်ကောအနံ့6မျိုးပေါ့နော်အဲ့ထဲမှာနောက်အကြိုက်ဆုံးမိန်းကလေးဆန်ဆန်အနံ့3ခုရှိတယ်ဂျင်းမီမီနဲ့ delight ပေါ့နော်ကိုကောင်လေးနဲ့ date ဖို့လားဒါမှမဟုတ် crush shape ဖြတ်ဖို့လားသူတို့တွေမျောပါသွားစေမဲ့အနံ့ဆိုရင်ဒီဂျင်းပဲရွေးလိုက်နော်သူကကြတော့honey နဲ့ caramel နဲ့အဓိကထားပြီးလှုပ်ထားတာဆိုတော့လေအနံ့ကချိုပြီးတော့လုံးဝ cute girl sweetie girl ဆန်ဆန်လေးကဘာထဲမှာပန်းချံနေနဲ့ပြည့်နှံ့နေတဲ့ feeling မျိုးပေါ့နော်သူကကြတော့ပြီးတော့နောက်တစ်ခု delight သူကကြတော့လေ summer vibe လေးလုံးဝຫນွေဦးရာသီရောက်သွားတယ်လို့ပဲသူက fresh ဖြစ်တဲ့အသီးအနှံတွေ cherry တွေ raspberry တွေနဲ့လှုပ်ထားတဲ့အနံ့မျိုးဒီတကြံဆိုရင်ဖြန်းလိုက်တာနဲ့ရှယ်ပဲနောက်တစ်ခုမီမီသူကကြတော့လေချစ်သူကောင်လေးကိုချွဲဖို့ကတူရီအဲ့လိုမျိုးရောဆိုတဲ့ baby လေးပေါ့နော်ဟို vanilla နဲ့ baby powder ဖြန်းထားတဲ့အနံ့မျိုးပြီးတော့နောက်တစ်ခုကကြတော့ OYO Tudor နဲ့ Ocean Club ပေါ့နော်ဒီ၃နန်းကကြတော့ယောက်ျားလေးဆန်ဆန်ဘွိုင်းဆန်ဆန်အနံ့လေးပေါ့နော်ဒါမဲ့မိန်းကလေးလေးသုံးလို့ရတယ်မိန်းကလေးဆိုရင်ဒီ sexy ဆန်ဆန် confident ရှိ smart ကြတဲ့မိန်းကလေးမျိုးယောက်ျားလေးဆိုရင်လည်းစော်ကြီးဘဲကြည့်ချင်တယ်ယောက်ျားလေးဆိုရင်တော့ဒီ၃နန်းကိုညွှန်းတယ်စန်ဒီရေမွေးကသူ့အနံ့8နာရီကနေ12နာရီထိကြာရှည်ခံတယ်လို့အာမခံတယ်ပေါ့နော်သူ့ဈေးနှုန်းက YoYo series တွေဖြစ်တဲ့ OYO မီမီနဲ့ delight ဆိုရင်ဈေးနှုန်းလေးတကူကို189ဘတ် powder brand တွေလောက်မွေးတဲ့ premium series ထဲက Ocean Club, Gin နဲ့ Tudor ဒီ3ခုဆိုရင်ဈေးနှုန်းလေးက169ဘတ်ပါရှင်ဒီစန်ဒီရေမွေးလေးကိုလိုချင်တယ်ဆိုလို့ရှိရင်တာချီလိတ်မျိုးစမ်းသစ်အလှကုန်ပစ္စည်းဆိုင်တွေမှာဝယ်ယူအားပေးလို့ရပါပြီရှင်